ဒီကောင်ကဘယ်သူနဲ့ရလဲဆိုတော့ငါ့ကိုမှန်မှန်ပြောမှရမှာပေါ့ကိုကြီးညီမလေးပြောပြီးပြီလေနာမည်ကနှလုံးမနဲ့စပါတယ်လို့ဟာအဲ့လိုပြောလို့မရဘူးလေယူရထဲမှာလေနာမည်နှလုံးနဲ့မနဲ့စတယ်လူတွေတပုံကြီးဟာဟိုလေဟိုမနဲ့စတယ်ဆိုတော့ဟိုဘက်ချန်မျိုးလင်းလားဟာနာမည်နှလုံးနဲ့မနဲ့စတယ်ဆိုတော့ဟာငါပေါ့မတွေ့ဘူးဘာလဲဟိုအဲ့ဒါဆိုယူရလဲကမျိုးထက်လင်းလားဟာကိုကြီးနာမည်ကနှလုံးပါဆိုမျိုးထက်နေဆို3လောက်ဖြစ်သွားပြီလေအော်မလေးငါသုံးကြာလို့ဒီကောင်ကဘယ်သူနဲ့ရတာနာမည်ကနှလုံးမနဲ့စတယ်ဟာနာမည်ကနှလုံးမနဲ့စတယ်ဆိုတော့ဟာမိုးရုံငါပေါ့ဒီကောင်ကငါနဲ့ရတာပေါ့ဟာနင်းနဲ့ရတာမဟုတ်တာတော့ကျင်းတယ်နင်းနဲ့ရတာမဟုတ်ဘူးအဲ့လိုပြောလို့မရဘူးကနင်းနဲ့လည်းဇပွဲတူသွားကြည့်တော့မိုးလေးပေါက်ကြည့်ကြတယ်လေတုံးနဲ့ဟုတ်တယ်မလားဇပွဲကြည့်တာတော့ဟုတ်တယ်လေဒါပေမဲ့နင်းနဲ့ရတာမဟုတ်ဘူးလေဒီကောင်ကဘလို့ပြရမရငါတောင်းယူလို့မယ်ဟာနေရလဲပဲတောင်းယူလိုက်စမ်းပါကွာဘလို့ပဲဖြစ်ဖြစ်လေဟိုဒီကလေးပေကဘသူလဲဆိုတော့သိကျင်တာပါကွာအဲ့တော့မတောင်းယူလိုက်စမ်းပါဒီကလေးပေဘသူလဲအရေးကိုမကြည့်တာဘသူဖြစ်ဖြစ်ငါတောင်းယူတော့ကွာငါတောင်းယူဟုတ်တယ်တောင်းယူကြမလို့ပါဘူးဒီကလေးနင်းနဲ့ရတာမဟုတ်ပါဘူးလို့ဆိုရရမယ်ငါတောင်းယူပါမယ်ဆိုမှနေရလဲဟာယူကြမလို့ပါဘူးဟာနေရလဲဟဲ့ကိုကြီးဟိုအခုမှတတိယရသိလားနာမည်နှလုံးကတော့မှန်တယ်ဒါပေမဲ့လေမနဲ့စတာမဟုတ်တော့ဘူးစာလုံးနဲ့စတာစာလုံးနဲ့စတာအဲ့ဒါငါနာမည်စိုးလင်းငါနာမည်ကစိုးလင်းငါနာမည်ကစိုးလင်းဒီနာမည်ကမိုးညိုလေဘာဖြစ်လို့ချက်ချင်းစိုးလင်းဖြစ်သွားလဲဟဲ့မိုးညိုကကြီးမမဲ့တဲ့နာမည်စိုးလင်းဆိုတော့ငါ့ငါနာမည်တော့မဟုတ်တယ်မှာကြည့်လိုက်စိုးလင်းငါနာမည်ကစိုးလင်းမယုံမင်းရင်သာနှလုံးရွှင်မာလေ